Okay အဲ့တော့ကျွန်တော်တို့เนาะ Video Spark မှာ movie recap ဘယ်လိုထုတ်လဲဆိုတာပြပေးမယ်เนาะအဲ့တော့ကျွန်တော်တို့ဒီသူ့ရဲ့ account ထဲကို log ဝင်ပြီးဆိုရင်အပေါ်မှာเนาะ video ဖန်တီးရလေးနှိပ်လိုက်ပြီးတော့ဒီမှာကျွန်တော်တို့ကိုယ့်ရဲ့เนาะ mode မှာ creator mode ထဲကိုဝင်လိုက်ပါเนาะအဲ့တော့ creator mode ထဲမှာကျွန်တော်တို့ဒီမှာ movie recap ဆိုတာရှိတယ်เนาะအဲ့ဒါမှာ movie recap မှာကျွန်တော်တို့ဒီမှာဘာသာစကားကိုကเนาะဘယ်ဘာသာစကားနဲ့ကျွန်တော်ထုတ်ချင်တယ်ပေါ့เนาะလက်ရှိကျွန်တော်တို့အင်္ဂလိပ်မြန်မာ Thai BNN เนาะဘာသာစကား၄မျိုးကိုရွေးချယ်ထုတ်လို့ရတယ်မြန်မာလို့ထုတ်ချင်တယ်ဆိုရင်မြန်မာရွေးလိုက်ပေါ့နော်ထိုင်းဘာသာစကားနဲ့ထုတ်ချင်တယ်ဆိုရင်ထိုင်းကိုရွေးနော်ယူလို့ရတယ်မြန်မာ language ရွေးလိုက်ရွေးပြီးတော့ဒီမှာ video တင်ပါနော် video ကဒီက20 megabyte ပေါ့နော်အနည်းဆုံးအများဆုံး20 megabyte ရှိရမယ်20 megabyte ထက်ကျော်တယ်ဆိုရင်တော့သူက auto compress လုပ်ပေးသွားလိမ့်မယ်နော်အဲဒီမှာvideo upload လုပ်တယ်upload လုပ်ပြီးတော့သူက AI ဖြစ်เนาะခွဲခြမ်းစိတ်ဖြတ်ပါဟိုနေလိုက်သူကเนาะဒီ video ကိုခွဲခြမ်းစိတ်ဖြတ်ပြီးတော့အချက်လက်တွေထုတ်ပေးလိမ့်မယ်အဲ့တော့ပထမဆုံးကျွန်တော်တို့ကအပေါ်မှာ language ရွေးမယ်ရွေးပြီးတော့ video တင်မယ်တင်ပြီးတော့သူ video ကိုเนาะခွဲခြမ်း AI ကိုanalysis လုပ်ခိုင်းမယ်နော်အဲ့တော့ဒီမှာခဏစောင့်ပြီးမယ်အဲ့တော့ဒီမှာအချက်လက်တွေထွက်လာပြီပေါ့နော်သူကဒီ video အကြောင်းသူကရှင်းပြပေးလိမ့်မယ်ပေါ့နော် video အကြောင်းကိုအချင်းချုပ်ရှင်းပြပေးလိမ့်မယ်ပြီးတော့ဒီထဲမှာပါတဲ့နော်ဒီ video ထဲမှာပါတဲ့ဇာတ်ကောင်လေးကိုထုတ်ပြလိမ့်မယ်ပြီးတော့အကြောင်းအရာတွေအသေးစိတ်အချက်လက်ပေါ့နော်ပြီးတော့ဒီ video ထဲမှာပါတဲ့နော်သူရဲ့ sim တွေပေါ့နော် sim တွေဘယ်ဇက်ကွက်တွေပေါ့နော်ဇက်ကွက်တွေကိုထုတ်ပေးလိမ့်မယ်เนาะပြီးတော့ဒီ video ထဲမှာပါတဲ့เนาะစကားမှတ်သားဖို့ရစကားတွေလည်းသူကထုတ်ပေးလိမ့်မယ်เนาะအဲ့တော့အောက်မှာကျွန်တော်တို့က recap ပုံစံပေါ့နော် recap ပုံစံဘယ်လိုမျိုးထုတ်ချင်လဲဆိုတော့ recap style ကိုကျွန်တော်ကရွေးချယ်လို့ရတယ်အဲ့တော့ဒီမှာTikTok เนาะ TikTok file ပုံစံဆိုရင် TikTok file ရွေးပြီးတော့ဒီမှာ recap ကြာချိန်ကเนาะ15စက္ကန့်เนาะ30စက္ကန့်1 minute 2 minute 5 minute 10 minute အများဆုံးเนาะ10 minute ထိအများဆုံးရတယ်အဲ့တော့သူရဲ့ကြာချိန်လိုက်သူ credit ဖြတ်သွားလိမ့်မယ်ပေါ့နော်အမှဖြတ်မဲ့ credit လည်းရေးပေးထားတယ်အဲ့တော့ဒီမှာအခု video အတူလေးဖြစ်တဲ့အတွက်ကြောင့်မလို့15စက္ကန့်ပဲရွေးလိုက်တယ်ရွေးပြီးတော့ဒီမှာ recap script เนาะ recap script ထုတ်ပါဆိုတာနေတိုင်းအမှ script ထုတ်ပေးလိမ့်မယ်အဲ့တော့ဒီမှာ script ထွက်လာပြီအဲ့တော့ဒီ script ထွက်လာပြီဆိုရင်ဒါက AI ကနေပြီးတော့အထုတ်ပေးတဲ့ script ပေါ့နော်ဒါဟောမှကိုကတိတ်စိတ်တိုင်းမကြအောင်ဆိုရင်ကိုကဒါကိုเนาะပြန်ပြင်လို့ရတယ်တချို့ဟာတွေเนาะပြန်ဖြတ်ပေါ့လို့ရတယ်เนาะပြန်ရေးလို့ရတယ်ပေါ့နော်เนาะကိုစိတ်ကြိုက်ပြန်ပြင်လို့ရတယ်โอเคစိတ်ကြိုက်ပြင်ပြီးပြီဆိုရင်ဒီမှာကျွန်တော်တို့ကအတန်ပေါ့နော်အတန်က AI အတန်သုံးမလားကိုပိုင်အတန်သုံးမလားပေါ့နော်AI အတန်သုံးမယ်ဆိုရင် AI အတန်သုံးလို့ရတယ်เนาะအဲ့ဒီမှာအတန်သုံးမျိုးရွေးချယ်လို့ရတယ်เนาะရွေးချယ်ပြီးတော့အရာပြီဆိုရင်เนาะ recap เนาะ movie recap ဖန်တီးပါဆိုတာကိုနေလိုက်เนาะဒါဆိုပြီးပြီပေါ့နော်အဲ့တော့နောက်ဆုံးအဆင့်မှာ7เนาะနောက်ဆုံးအဆင့်မှာအတန်ထည့်တယ်အတန်ထည့်ပြီးတော့ဒါgenerate ထုတ်ရုံပဲပေါ့နော်အတန်ဒီမှာသူရဲ့ progress ပြပြီပေါ့နော်အခုဒီမှာအတန်ဖန်နေရပေါ့နော်အတန်ထုတ်နေတယ်ပြီးကြတော့เนาะ video နဲ့ပေါင်းဆက်ပြီးတော့เนาะ final video ထုတ်ပေးလိမ့်မယ်โอเคအဲ့တော့ဒီမှာ video ထွက်လာပြီပေါ့နော်ထွက်လာပြီဆိုတော့ကျွန်တော် play ကြည့်လိုက်မယ်အန်တာတီကရေခဲပင်အောင်မှာမယုံနိုင်စရာတစ်ခုတွေးလိုက်ရတဲ့အခါအလင်းရောင်နဲ့အောက်ဆီဂျင်လုံးဝမရှိတဲ့နေရာမှာတန်တက်ကိုစားပြီးရှင်သန်နေတဲ့ထူးဆန်းတဲ့သက်ရှိတွေကိုသိပ္ပံပညာရှင်တွေရှာဖွေတွေ့ရှိခဲ့ပါတယ်ဒါဟာโอเคအဲ့တော့ဒီမှာ download ဆွဲလို့ရတယ်အဲ့တော့ကျွန်တော်တို့က free user free account နဲ့ထုတ်တယ်ဆိုရင်ဒီ video ကเนาะpublic เนาะ public gallery မှာ public မှာပေါ်နေလိမ့်မယ်ပေါ့နော်တကယ်လို့private ထုတ်ချင်တယ်ဆိုရင်တော့ premium account ကိုเนาะ premium account ကို upgrade လုပ်လို့ရတယ်เนาะဒီမှာကျွန်တော်တို့เนาะ my credit နဲ့ plan ဆိုရမှာ
အဲ့မှာ account ပေါ့နော်အက credit တွေဝယ်လို့ရတယ်နော် credit back ဝယ်လို့ရတယ်ပြီးတော့ premium account upgrade လုပ်လို့ရတယ်ပေါ့နော်အဲ့တော့account တွေပဲနော် premium ကို subscribe လုပ်လို့ရတယ်အဲ့တော့ payment ကတ်ရှိရဆိုရင်နော်ကတ်နဲ့ကျွန်တော်တို့ပေးချေပြီးတော့ဝယ်လို့ရတယ်အဲ့ဒါကလို့ကတ်မရှိဘူးဆိုရင်တော့နော်ကျွန်တော်တို့ဒီ plan home နော် home မှာ payment ကိုပြန်သွားလိုက်ပြန်သွားပြီးတော့နော်ကျွန်တော်တို့ဒီရဲ့ plan ထဲမှာတွားပြီးတော့နော်အစိမ်းတော့အသေးစိတ်ကြည့်ရန်ဆိုရင်နေလိုက်နော်အဲ့ဒီမှာနော် premium နော်ဒီမှာမြန်မာလိုပြောင်းထားဆိုရင်ဒီမှာကျွန်တော်တို့နော် contact messenger Viber Telegram နေပြီးတော့နော် premium upgrade နော် contact လုပ်ပြီးတော့ဝယ်လို့ရတယ်ကတ်ရှိရဆိုရင်တော့ကတ်နဲ့တခါလဲပြီးချေပြီးတော့ဝယ်လို့ရတယ်နော် credit တွေလည်းကျွန်တော်တို့ဝယ်လို့ရတယ်နော်အဲ့တော့premium account မှာတစ်လကို3000ခွဲပေါ့နော်3000ခွဲမှာကျွန်တော်တို့ credit တွေရပါတယ်ပေါ့နော် credit တွေရပါတယ်premium feature တွေအကုန်အသုံးပြုလို့ရတယ်အဲ့တော့ credit ကကျွန်တော်တို့လိုအပ်တယ်ဆိုရင်ထပ်ပြီးတော့100တစ်လအတွင်းမှာကိုက100သုံးတာနော်100ကုန်သွားတယ်နော်14ရက်တစ်ပတ်လောက်နဲ့100ကုန်သွားတယ်နောက်ထပ် credit ထပ်ဝယ်ခြင်းနဲ့ဆိုရင်နော် credit ထပ်ဝယ်လို့ရတယ်နော် credit back ကိုနောက်ထပ်ဝယ်လို့ရတယ် okay အဲ့တော့ free သုံးလို့ရတယ် free မှာကျွန်တော်တို့နော် credit နော် free credit ရတယ် free credit နဲ့ထုတ်လို့ရတယ်အဲ့တော့ free credit နဲ့ထုတ်တယ်ဆိုရင်ကျွန်တော်တို့ဒီသူရဲ့နော် community ဒီ home page မှာပေါ့နော်ထုတ်ထားတဲ့ video တွေကနော်ပေါ်နေပြပေးလိမ့်မယ်နော် community မှာပြပေးလိမ့်မယ်နော်ဒီလိုမျိုး community မှာပေါ်နေလိမ့်မယ်ပေါ့နော်